မိခိုင်ပြုံးတဲ့နေ့ကတမျိုးလုံးယူကုန်ကြပြီခိုင်မဲ့တဲ့နေ့ကျကိုတယောက်တည်းယူရတာပဲခိုင်အိမ်ရှိဖြတ်သွားတော့ຫນွေကြောက်တင်နေတဲ့ဘလောက်ပင်ကြီးထားပွင့်ပြီခိုင်အိမ်ရှိမဖြတ်တဲ့နေ့တွေမှာပွင့်လက်စားစပယ်တွေပြန်ကုန်သွားတာပေါ့ခိုင်ကိုမနခင်နှုတ်ဆက်ဟာခိုင်တို့မြည်ပြီးညနေတဲ့အစီအစဉ်မှာခိုင်အကြောင်းမဲ့ကျင်ညာပြန်နေခိုင်စိန်နဲ့မိုးလင်းခိုင်စိန်နဲ့မိုးချုပ်ကွယ်ကိုယူနေပြီတင်နေမောင်လာဦးညီကိုရုံလေးရှိသွားနဲ့တိုက်တဲ့အတန်ကိုနားထောင်မူလားခိုင်ဒါမှမဟုတ်မွေးကင်းစားခလေးလေးရဲ့အိပ်ပျော်နေတော့အသက်ရှူတန်ကိုနားထောင်မူလားခိုင်တူတူညင်ညင်တတရရရှိတဲ့အတန်တွေပေါ့ကွယ်ကိုရှင်ခုံတန်းအကြောင်းတက်တယ်မပြောရဲလို့တွဲဝိုက်ပြီးပမာနှိုင်းပြရဲဆိုတာခိုင်နေရိပ်မိမယ်ထင်ပါရဲ့စကားတွေရှိဝေးဝေးမပြောတော့ဘူးရှိသမျှခေါင်းအောင်အလုံးထိုးပြီးငါကောင်ငါမင်းတွေ့လှူပါတယ်တန်တရားအဆက်ဆက်အပိုင်ယူပါကွယ်စမ်းကြောစွာဝင်